မင်္ဂလာပါခင်ဗျာမိတ်ဆွေများအားလုံးကိုစေတနာ channel မှာကြိုဆိုပါရစေအခုပြပေးမှာက2026 3ကြိမ်မြောက်အတွက်ကစားရမယ် 3D တကွက်ကောင်း site အပီပါကွက်ထောက်ပေးမှာမို့ကျွန်တော်နဲ့အတူတူအစားဆုံးလိုက်ကြည့်ရှုရန်ဖိတ်ခေါ်ပါတယ်ခင်ဗျာမိတ်ဆွေများကိုယခုပြပေးမှာကတော့ ထိပ်စီး site အလဲထိုင်း site နောက်ပိတ် site များကိုသုံးလုံးပေါင်းခြင်းအချိုးကိုသုံးလုံးပေါင်းခြင်းအချိုးညီနဲ့ထုတ်ပြသွားမှာဖြစ်ပါတယ်ဒီ site အမူအရာထုတ်ပြမှုများကိုဒီ site ချင်းစီတေချာကြည့်ရှုပေးဖို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံပါတယ်ဒါမှသာလျှင်ဘယ် site မူသည်ကျွန်တော်တို့ကဏ္ဍတစ်လုံးဖြစ်နိုင်ပုံမဖြစ်နိုင်ပုံကိုမိတ်ဆွေများအနေနဲ့ဝေဖန်ပိုင်းခြားနိုင်မှာဖြစ်ပါတယ်ပထမဆုံးထိပ်စီး site အရင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုအခုမှဝင်ကြည့်မိတ်ဆွေများအနေနဲ့လည်းနောက်ထပ်တင်ပေးမဲ့ကဏ္ဍလေးကိုအချိန်နဲ့ကြပြင်းညီကြည့်ရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe ဆိုတဲ့အနီရောင်စာသားနှိပ်ပြီးတော့ဘေးက noti ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ဗျာ VPN လေးခံပြီးတော့ကြည့်ကြဖို့လည်းတောင်းဆိုပါလေခင်ဗျာကဲဟုတ်ပြီကျွန်တော်တို့ပထမဆုံးအနေနဲ့ကဏ္ဍယူတဲ့ပုံစံလေးတစ်ချက်ကြည့်လိုက်ရအောင်နော်3D 3ကြိမ်အတွက်4x4 organant အကွာရရှိပါတယ်ဒီ site အမူအရာဒီကဏ္ဍလေးကိုမိတ်ဆွေများအနေနဲ့သာကြိုက်နှစ်သက်မယ်ဆိုရင်ရွေးချယ်ကစားလို့ရအောင်ကျွန်တော်အနေနဲ့ရှာဖွေမျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုကြည့်ရှုများအားလုံး3ကြိမ်မြောက်မှာ 3D ပေါက်တီးရရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ